အမေရိကန်ဟာရခိုင်ပြည်နယ်နဲ့အနီးဆုံးနေရာတစ်ခုမှာစစ်စခန်းတစ်ခုတည်ဆောက်ပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ပူးပေါင်းစစ်ဆင်ရေးတွေကိုရခိုင်ပြည်နယ်အတွင်းမှာမကြာခင်မှာဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။အမေရိကန်ထောက်ခံမှုနဲ့မြန်မာစစ်အုပ်စုကိုဖြိုချဖို့ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ Arakan တပ်မတော် AA နဲ့ချင်းမျိုးသားတပ်မတော် CNF နှစ်ဖွဲ့ကိုဘင်္ဂလားဒေ့ရှ်တပ်မတော်ကလျှို့ဝှက်အကူအညီတွေပေးသွားမှာဖြစ်ပါတယ်။ဒီထဲမှာထောက်ပံ့ပူဆောင်ရေးdrone စနစ်နဲ့ပစ္စည်းတွေနဲ့ဤပြူဟာအထောက်ပံ့တွေကိုအဓိကထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုကိုဖြိုချဖို့မြန်မာနိုင်ငံအနောက်ပိုင်းမှာတိုက်ပွဲဝင်နေတဲ့ AA နဲ့ CNF ကိုဘင်္ဂလားဒေ့ရှ်ရဲ့တပ်ခွဲ3ခုဖြစ်တဲ့တပ်မ10 19နဲ့24အစရှိတဲ့တပ်ခွဲ3ခုကနေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒီလိုအကူအညီတွေပေးရမှာစစ်ဝင်ကူတိုက်ပေးမှာမဟုတ်ဘဲလိုအပ်တဲ့ဤပြူဟာနဲ့စစ်လက်နက်ပစ္စည်းတွေကိုသာထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အခုဆိုရင်ရခိုင်နဲ့အနီးဆုံးနေရာဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ပိုင်တက်နက်ဒေတာမှာထောက်ပို့စကန်ကြီးတစ်ခုကိုစတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်။ဒီကနေတဆင့်မြန်မာစစ်အစိုးရကိုတော်လှန်နေတဲ့ AA နဲ့ CNF တို့လိုအပ်တဲ့စစ်ရေးအကူအညီတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့အနီးဆုံးနေရာက Coast Bazar လေဆိပ်ကိုလည်းအဆင့်မြင့်တင်မှုတွေပြုလုပ်နေပြီးနောက်ဆုံးအဆင့်ကိုတောင်ရှောင်နေပြီလို့သိရပါတယ်။အမေရိကန်ဟာအရင်ကလည်းမြန်မာနိုင်ငံရဲ့ဟန်ဂျီကျွန်းကိုကျွန်းတို့မှာစစ်ခြေဆိုင်စခန်းတွေအဖြစ်အသုံးပြုဖို့ကမ်းလှမ်းခဲ့မှုတာရှိပါတယ်။ရခိုင်နဲ့အနီးဆုံးမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ပိုင်စိန့်မာတင်ကျွန်းကိုလည်းစစ်စခန်းချဖို့အမေရိကန်ကကမ်းလှမ်းထားပါတယ်။အခုတော့ဘင်္ဂလားဒေ့ရှ်ပိုင် Coast Bazar လေဆိပ်ကိုတူရကီ drone ခြေဆိုင်စခန်းတစ်ခုအဖြစ်အသုံးပြုသွားမှာဖြစ်ပြီးဒီကနေမောင်းသူမဲ့ drone တွေလွှတ်တင်ပြီးရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီကိုတော်လှန်ရမှာအဓိကကျတဲ့အခန်းကဏ္ဍတွေကနေပါဝင်သွားမှာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းအမေရိကန်နိုင်ငံသားရေးဌာနမှတာဝန်ရှိသူတွေဒါကာမြို့ကိုရောက်ရှိနေပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်ရခိုင်တပ်မတော်နဲ့ CNF တို့ကြားမှာလျှို့ဝှက်တွဲဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒါဟာအမေရိကန်ကကြောထောက်နောက်ခံပေးထားတဲ့စစ်ပွဲတစ်ခုအဖြစ်အသွင်ပြောင်းသွားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့အခင်းကျင်းဟာလည်းအများကြီးပြောင်းလဲသွားနိုင်ပါတယ်။အရင်ကတည်းကရခိုင်ပြည်နယ်ကိုထိန်းချုပ်နိုင်စွမ်းသိမ်းမရှိတဲ့မြန်မာစစ်တပ်အနေနဲ့အခုလိုအမေရိကန်ကပါထဲထဲဝင်ဝင်ပါဝင်လာမယ်ဆိုရင်တော့မြန်မာစစ်တပ်အတွက်ကတော့အချိန်တိုအတွင်းမှာရခိုင်ပြည်နယ်တစ်ခုလုံးကိုအချိန်တိုအတွင်းမှာလက်လွတ်လိုက်ရမယ့်အနေအထားဖြစ်ပါတယ်။အခုဆိုရင်တောင်စစ်တွေကြောက်ဖြူမန်အောင်အစရှိတဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့မြို့နယ်တွေလောက်သာမြန်မာစစ်တပ်ကထိန်းချုပ်နိုင်တာပါအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပြုလုပ်သွားမယ်ဒီစစ်စင်ရေးမှာရခိုင်တပ်မတော်ကသိမ်းပိုက်ဖို့ကြံရှိနေတဲ့ဒီမျိုး၃ခုကိုအမြန်သိမ်းပိုက်နိုင်ဖို့အပြင်ချင်းပြည်နယ်မှာစကားစကိုအနိုင်တိုက်ထုတ်သွားဖို့လည်းဖြစ်ပါတယ်တော်လိုင်းအုပ်စုတွေကိုအမေရိကန်ကထောက်ပံ့ပြီးအခြားတစ်ဖက်မှာမြန်မာစစ်တပ်ကိုတရုတ်ကထောက်ပံ့ဒီလိုနဲ့မြန်မာနိုင်ငံဟာလည်းအင်အားကြီးနိုင်ငံတစ်ခုကြားမှာယူကရိန်းနဲ့ဆီးရီးယားလိုတဆင့်ခံစစ်ပွဲအကြီးစားကြီးတစ်ခုကိုအရှေ့တောင်အာရှမှာမြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာဆိုရင်ယူကရိန်းကိုအမေရိကန်ကစစ်ရေးအကူအညီတွေအဓိကပေးနေတာဖြစ်တဲ့အတွက်ဒီစစ်ပွဲဟာရုရှားနဲ့အမေရိကန်တို့တိုက်နေတဲ့ပွဲလို့တောင်ပြောလို့ရပါတယ်။အခုအမေရိကန်ကမြန်မာနိုင်ငံကရခိုင်တပ်မတော်နဲ့ CNF ကိုပါထောက်ပံ့မှုတွေလုပ်လာမယ်ဆိုရင်အမေရိကန်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့တရုတ်ကလည်းမြန်မာစစ်တပ်ကိုစစ်ရေးအကူအညီတွေပုံအောပေးပြီးအမေရိကန်နဲ့တရုတ်တို့တိုက်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။အမေရိကန်ဟာမြန်မာနိုင်ငံတွင်းကစစ်အာဏာရှင်စစ်အုပ်စုကိုဖြုတ်ချဖို့အာရကန်တပ်မတော် AA နဲ့ချင်းမျိုးသားတပ်မတော် CNF ကိုဘင်္ဂလားဒေ့ရှ်ကိုဗဟိုပြုပြီးထောက်ပံ့လိုက်ရင်ဘာတွေဆက်ဖြစ်လာမလဲဘင်္ဂလားဒေ့ရှ်ပိုင်တက်ခနက်နီးမှာစစ်ရေးခြေဆိုင်စခန်းတိစောက်ပြီး drone ထောက်လှမ်းရေးတွေလုပ်သွားမယ်ဆိုရင်တရုတ်နဲ့အမေရိကန်ကြားကတင်းမာမှုတွေကပိုကြီးထွားလာမှာဖြစ်ပါတယ်အမေရိကန်အနေနဲ့မြန်မာနိုင်ငံရဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ AA နဲ့ CNF ကိုအကူအညီပေးလိုက်မယ်ဆိုရင်အရှေ့တောင်အာရှမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်ပြီးသားလည်းဖြစ်သွားမှာပါအမေရိကန်ရဲ့အစီအစဉ်ကတော့ဘင်္ဂလားဒေ့ရှ်တပ်မတော်နဲ့အတူတက်ခနက်နီးမှာထောက်ပံ့ရေးစခန်းတိစောက်ပြီး Coast Bazar ကနေ drone တွေကိုပြန်တန်းပြီး AA နဲ့ CNF ကိုထောက်လှမ်းရေးအချက်လက်တွေကိုပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ AA နဲ့ CNF ကိုစနစ်ပစ္စည်းတွေလိုအပ်ရင်လည်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။တူရကီရဲ့နာမည်ကျော် drone တွေဖြစ်တဲ့ Bayraktar TB2 drone တွေအများအပြားတက်ဖြန့်ချသွားပြီးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒီ drone တွေဟာမောင်းသူမဲ့ drone တွေဖြစ်ပြီးထောက်လှမ်းစောင့်ကြည့်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအတိအကျဆောင်ရွက်နိုင်တဲ့ drone မျိုးစားဖြစ်ပါတယ်။တွာလာနိုင်တဲ့အကွာအဝေးကကီလိုမီတာ150ဖြစ်တာကြောင့်Coast Bazar အခြေစိုက်စခန်းကနေပြန်တက်ပြီးရခိုင်ပြည်နယ်ထဲမှာစစ်စင်ရေးတွေကိုဆောင်ရွက်ဖို့လုံလောက်တဲ့အနေအထားဖြစ်ပါတယ်။ဂျိုဒူကနေတဆင့်ချိတ်ဆက်ပြန်တက်မယ်ဆိုရင်ကီလိုမီတာ300ကျော်အထိသွားနိုင်တာဆိုတော့မြန်မာစစ်တပ်ရဲ့တပ်စခန်းတွေနဲ့စစ်ဌာနချုပ်တွေအထိပါအေးအေးဆေးဆေးတွားရောက်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ဒီတုံးတွေက AA နဲ့ CNF အတွက်ဘယ်လောက်ထိအရေးပါနေတာလဲ။ဘင်္ဂလားဒေ့ရှ်အစိုးရဟာ Bayraktar TB2 drone တွေကိုတူရကီကနေဝယ်ယူထားတာတွေရှိသလိုနောက်ထပ်လည်းအများများဝယ်ယူသွားဖို့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒီတုံးတွေနဲ့Coast Bazar မှာတက်ဖြန့်ချထားပြီး AA နဲ့ CNF ကိုကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။သတင်းချက်လက်ထောက်လှမ်းတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအဓိကပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။မြေပြင်ဒေသကြမ်းတက်တဲ့ချင်းပြည်နယ်နဲ့ရခိုင်တို့မှာကိုပြောင်စွမ်းရည်မြင်မှာတိုက်ခိုက်မှုလည်းတိကျအချင်းကြာမြင့်စွာစစ်စင်ရေးတွေကိုလည်းဆောင်ရွက်နိုင်တဲ့ဒီ drone တွေဟာ
AA နဲ့ CNF လက်ထက်ရောက်သွားမယ်ဆိုရင်တော့စကားဆစစ်ကြောင်းတွေအတွက်မတွေးရစရာပါတစ်ဖက်မှာလည်းတရုတ်ကမြန်မာအစိုးရနဲ့တရုတ်လက်အောက်ခံလက်နက်ကင်တွေကိုအရင်ကထပ်ပို့ပြီးလက်နက်တဆင်တာနဲ့ငွေကြေးထောက်ပံ့မှုတွေကိုပို့လုပ်လာမှာဖြစ်ပါတယ်တရုတ်နဲ့မြန်မာစစ်အစိုးရကြားမှာထောက်လှမ်းရေးအချက်လက်ဝေမျှတာစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့အယောင်းဝယ်သဘောတူထားတာစစ်ရေးနဲ့ပတ်သက်လို့မြန်မာအုပ်စုနဲ့တရုတ်ကြားမှာလျှို့ဝှက်စာချုပ်တွေချုပ်ဆိုထားတာတွေလည်းရှိပါတယ်မြန်မာစစ်အုပ်စုသာကြာဆုံးသွားမယ်ဆိုရင်တော့တရုတ်အတွက်ရုပ်သိမ်းရုပ်တစ်ခုဆုံးရှုံးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကနေဘင်္ဂလားပင်လယ်ထဲကိုဖောက်ထွက်မဲ့သူ့ရဲ့လမ်းကြောင်းတွေအကုန်လုံးကိုလည်းလက်လွတ်လိုက်ရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပိုင်ရခိုင်နဲ့အနီးဆုံးနေရာတစ်ခုမှာအမေရိကန်ကစစ်စခန်းတစ်ခုဆောက်လုပ်လိုက်မယ်ဆိုရင်တရုတ်ကလည်းဘင်္ဂလားဒေ့ရှ်ပေါ်ကိုစစ်ရေးနဲ့စီးပွားရေးဖိအားပေးမှုတွေများလာပါလိမ့်မယ်တရုတ်ဟာပါကစ္စတန်နဲ့လည်းစစ်လှုပ်ရှားမှုတွေလုပ်ပြီးဘင်္ဂလားဒေ့ရှ်ကိုဖိအားတွေပေးလာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ယူကရိန်းနဲ့ဆီးရီးယားတို့မှာဖြစ်နေတဲ့ပုံစံနဲ့အရှေ့တောင်အာရှမှာမြန်မာနိုင်ငံကိုဗဟိုပြုပြီးပရောက်စီတဆင့်ခံစစ်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်အရင်ဆုံးအထိမှာကတော့တရုတ်ရဲ့ရခိုင်ပြည်ကစီမံကိန်းတွေပါဘုတ်ခပတ်လမ်းမကြီးရဲ့တစ်စိတ်ပိုင်းဖြစ်တဲ့ကြောက်ဖြူရင်တဲ့စိတ်ကန်းနဲ့အထူးစီးပွားရေးစုံတွေရခိုင်ပြည်နယ်ထဲမှာရှိနေပါတယ်တရုတ်အနေနဲ့ဒီစီမံကိန်းကြီးတွေပြီးသွားရင်ကုန်သွယ်ရေးအတွက်အထူးအသုံးပြုနေရတဲ့မလက်ကရေလက်ကြားကိုလည်းအသုံးပြုစရာမလိုတော့ပဲမြန်မာနိုင်ငံကိုဖြတ်ပြီးကမ္ဘာလုံးကိုကုန်သွယ်မှုတွေကိုပိုပြီးလုပ်နိုင်မှာဖြစ်ပါတယ်မလက်ကရေလက်ကြားဆိုတာအမေရိကန်နဲ့အိန္ဒိယထိန်းချုပ်မှုအောက်မှာရှိနေတာကြောင့်တရုတ်ကဒီရေလက်ကြားကိုမသုံးကျင်ပါဘူးတကယ်လို့ရခိုင်ပြည်နယ်ကတရုတ်ရဲ့စီမံကိန်းတွေကိုသာ AA ကသိမ်းပိုက်လိုက်မယ်ဆိုရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံးကိုအန္တရာယ်ဖြစ်သွားစေနိုင်ပြီးဘေကျင်းရဲ့ရေကြောင်းရီမှန်းချက်တွေကိုဝါရှင်တန်စီကိုပြလိုက်ရတယ်လို့တောင်းဖြစ်သွားမှာပါဘင်္ဂလားဒေ့ရှ်အပိုင်းကော့ဘဇာနာမှာစစ်စကန်တစ်ခုတိစောက်ပြီးတူရကီချုပ်မောင်းသူမဲ့ဒရုန်းတွေတက်ပြန့်ချထားမယ်ဆိုပါကဒီဒေသရဲ့စစ်ရေးချိန်ခွင်ရှာလဲပြောင်းလဲလာမှာဖြစ်ပါတယ်အမေရိကန်အနေနဲ့မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်ကိုအချိန်နဲ့တပြေးညီထောက်လှမ်းစောင့်ကြည့်မှုတွေလည်းပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်တရုတ်စစ်တပ် PNL ရဲ့ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့တရုတ်ရေတပ်ရဲ့လှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီထောက်လှမ်းသွားနိုင်မှာပါဒီအခင်းချင်းတွေကအမေရိကန်နဲ့တရုတ်နှစ်နိုင်ငံတည်းနဲ့ပြီးသွားမှာမဟုတ်သလိုမြန်မာနဲ့အိန္ဒိချင်းနိုင်ငံတွေကိုအကုန်ထိခိုက်လာမှာပါအိန္ဒိယဟာလည်းဒီကိစ္စတွေနဲ့ပတ်သက်လို့စိတ်ပူလာပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ငကိုကလေးကတရုတ်ပါကစ္စတန်တို့နဲ့ပြည်ပခါတွေဖြစ်နေတဲ့နိုင်ငံအဖို့အခုလိုမျိုးဘင်္ဂလားဒေ့ရှ်ကလည်းစစ်ရင်အားကြီးထွားလာမယ်မြန်မာကလည်းမတည်ငြိမ်မှုတွေပိုဖြစ်လာမယ်ဒါတွေကြောင့်အိန္ဒိယအတွက်လည်းအဆင်ပြေမှာမဟုတ်ပါဘူး။ထိုင်းနဲ့လာအိုကမ်ဘောဒီးယားတို့ကလည်းသူတို့နိုင်ငံတွေကိုစစ်ပေးရှောင်ဒုက္ခသည်တွေအများပြားဝင်ရောက်လာမှာကိုကြည်ပြူကျင်ကြမှာမဟုတ်တယ်လို့မြန်မာကနေတစင်တွင်းကုန်တဲ့စွမ်းအင်လိုမျိုးအရာတွေကိုဈေးပေါပေါနဲ့ရနေတဲ့နိုင်ငံတွေအတွက်လည်းအဆင်ပြေတော့မှာမဟုတ်ပါဘူး။နောက်ထပ်အခြေအနေတစ်ခုလည်းရှိပါတယ်။ဒါကတော့ရိုဟင်ဂျာတွေကိုနေရပြန်ပို့မယ်ဆိုတဲ့ကိစ္စပါ။ရိုဟင်ဂျာအယောက်8000ကိုရခိုင်ကိုပြန်ပို့မယ်ဆိုတာကအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ကြားကနိုင်ငံရေးအရာအောင်မြင်မှုဖြစ်ပေမဲ့ရခိုင်မှာကငြင်းချမ်းမှုမရှိသေးတဲ့အတွက်လုံခြုံမှုတော့ရှိအောင်မှာမဟုတ်ပါဘူး။ဒီအခြေအနေတွေဟာအမေရိကန်အတွက်တော့တရုတ်ရဲ့ဩဇာကိုချိုးဖျက်နိုင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပေမဲ့နိုင်ငံရေးဖျက်ဆီးမှုဒုက္ခပြဿနာနဲ့စီးရဲအနေရတွေကတဖြည်းဖြည်းနဲ့ပုံမှုကြီးထွားလာမှာကတော့အသေးချပါပဲအခုဆိုရင်တော့တရုတ်အမေရိကန်တင်းမာမှုတွေကမြန်မာကိုဒုတိယယူကရိန်းလှုပ်သွားမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်နိုင်ငံတကာမီဒီယာတွေကပါအတည်ပြုလာတဲ့အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပူးပေါင်းပြီးမြန်မာစစ်အုပ်စုကိုဖြိုဖျက်ဖို့စခိုင်နဲ့ချင်းဒေသမှာပရောက်စီဝါတစ်ခုစတင်တော့မယ်ဆိုတာအခုဆိုအားလုံးလည်းသိရှိနေပါပြီဒီရေးခင်းတွေကတရုတ်ရဲ့ CMEC China Myanmar Economic Corridor လမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့အပြင်တောင်အာရှတွင်းမှာစစ်ရေးတင်းမာမှုတွေလည်းဖြစ်လာနိုင်ပါတယ်အထူးသဖြင့် TechNav Coast Bazaar ကနေ drone ထောက်လှမ်းရေးနဲ့စစ်ရေးကြီးကြပ်မှုတွေဖြစ်လာမယ်ဆိုရင်တရုတ်ဘက်ကလည်းသူလွှမ်းမိုးထားတဲ့မြန်မာစစ်အစိုးရကိုလက်နက်ရောင်းချတုံ့ပြန်မှုတွေဖြစ်လာနိုင်ပါတယ်အခုလိုလျှို့ဝှက်စစ်ရေးပူးပေါင်းမှုတွေဟာတရုတ်အမေရိကန်ဘင်္ဂလားဒေ့ရှ်မြန်မာစစ်အုပ်စုနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကြားမှာစစ်ရေးနဲ့နိုင်ငံရေးတင်းမာမှုတွေကိုပုံပုံမြင်မာလာစေမှာလည်းဖြစ်ပါတယ်မကြာခင်အနာဂတ်မှာမြန်မာနိုင်ငံတွင်းစစ်ရေးပြောင်းလဲမှုတွေဘယ်လောက်အထိပြင်းထန်လာမလဲတရုတ်ဘက်ကဘယ်လိုတုံ့ပြန်လာမလဲမြန်မာစစ်အာဏာရှင်တွေပြုတ်ကျသွားမလားဘင်္ဂလားဒေ့ရှ်ကဘယ်အခန်းကဏ္ဍကနေပါဝင်ပတ်သက်လာမလဲဆိုတာအချိန်ကပဲစကားပြောသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ